မင်္ဂလာပါကျွန်တော်တို့အခုဒီဗီဒီယိုမှာတော့ join statement ကိုစပြီးတော့လေ့လာကြပါမယ်အဲ့တော့ join statement ကကျွန်တော်တို့ဘာကြောင့်လိုအပ်တာလဲဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်မပြောခင်မှာကျွန်တော်တို့ရဲ့ database ကိုနည်းနည်းလေးပြန်ပြီးတော့နှိုးလိုက်ရအောင်အဲ့ကျွန်တော်တို့ database မှာဆိုလို့ရှိရင်ကျွန်တော်တို့ table တွေအများကြီးရှိဟုတ်တယ်မလားကျွန်တော်တို့ book လည်းရှိရယ် author ရှိရယ် publisher ရှိရယ်ကျွန်တော်အများကြီးပဲကျွန်တော်တို့ table တွေရှိရယ်ဟုတ်ကျွန်တော်တို့ကဘာလို့အဲ့ဒီ table တွေအများကြီးခွဲပြီးကျွန်တော်တို့တင်နေတာလဲပေါ့ဥပမာကျွန်တော်တို့အရင်တော့မြင်ဘူးလားမသိဘူး Excel file တို့ပြင်တာမလို့ကျွန်တော် lecture စာအုပ်ကြီးရည်လေစာအုပ်ကြီးရည်မှာကျွန်တော် data တွေတင်တဲ့ပုံစံကိုမှတ်မိလားမသိဘူးဥပမာထားပါတော့ကျွန်တော်တို့ကကျွန်တော်တို့ရှိမှရှိရဒီစာအုပ်တွေကိုကျွန်တော်တင်ကျင်တယ်ပေါ့အဲ့ဒါဆိုကျွန်တော်တို့ကအရင်တော့ပုံစံနဲ့တင်မဲ့ book ID book name author ဒီလောက်ပဲကျွန်တော်တင်နေဆိုပါဆိုပြီး author ရဲ့ကျွန်တော်တို့က address အဲ့ဒါဒီလိုပဲကျွန်တော်တင်နေဆိုပါဆိုပေါ့နော်အဲ့တော့ကျွန်တော် book ID number 1ရှိရကွာ book ID number 1ရဲ့နာမည်ကိုကျွန်တော် book 1လို့ပဲကျွန်တော်ပေးလိုက်မယ် order ကကြော်ပေါ့ address ကသူကရန်ကုန်မှာနေရပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့က book 2မှာလည်းကျွန်တော်တို့က book 2ဒီကြော်မှာပဲနေတာဖြစ်တယ်ရန်ကုန်မှာပဲနေတာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ book 3ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအစာအိပ်ရကြော်မှာပဲရေးတယ်ရန်ကုန်မှာပဲနေတယ်book 4လည်းဒီလိုပဲကျွန်တော်မကောင်းပါဘူးနော် book oh sorry ကျွန်တော် book 4ဟာ book 4ကြော်ပဲရေးတယ်ရန်ကုန်မှာနေအဲ့တော့ဒါကကျွန်တော်တို့အရင်တော့ကကျွန်တော် data တွေကျွန်တော်တို့ store လုပ်တဲ့ပုံစံလို့ပြောရင်မဟုတ်ဘူးနော်အဲ့တော့အဲ့မှာကျွန်တော်တို့ကထားပါအကယ်၍အဲ့ချိန်မှာကျွန်တော်ကကြော်ကစာရေးစရာကြော်ကသူကမန်းကိုပြောင်းသွားကျွန်တော် address ကိုလိုက်ပြင်ရတော့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လူတိုင်းမှာကျွန်တော်တို့ပြင်ရမယ်ဆိုရင်တေချာပေါ့ကျွန်တော်၄နေရာပြင်ရမန္တလေးပြင်ရမယ်ပြီးဒီမှာလိုက်ပြီးတော့ကျွန်တော်တို့နော်ဒါဗျအစင်လိုက်ရေးတာတော့ကိစ္စမရှိဘူးကျွန်တော်တို့ကိုကြားဖြစ်နေတာကျွန်တော်တို့ database ကျွန်တော်တို့ဒီစာအုပ်ကြီးထဲမှာဒီ ledger စာအုပ်ကြီးဒါမှမဟုတ်ဒီ Excel file ကြီးထဲမှာကျွန်တော်တို့ကကျွန်တော်ကြီးတဲ့စာအုပ်တွေကနေရာကိုကြားမှာရှိနေဆိုကျွန်တော်လိုက်ပြီးကျွန်တော်ပြင်ရတော့မှာဒါကကျွန်တော်တို့အချိန်ပိုကုန်နေ efficient မဖြစ်ဘူးပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ကိုတိမ့်မယ်စာဒီလိုပြန်ပြီးတော့ကျွန်တော်တို့တင်လိုက်မယ်အဲ့ဒါကျွန်တော်စာအုပ်နဲ့ပတ်သက်တဲ့ information တွေဆိုရင်ထားတော့ကျွန်တော်တို့ကဒီလိုပဲထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ကဒီမှာကျွန်တော်ဒုတိယ table မှာကျွန်တော်တို့ author နဲ့ပတ်သက်တဲ့ information တွေကိုကျွန်တော်တို့ကဟိုထားလိုက်မယ်ပေါ့ဗျာဆိုတော့ကဥမာအဲ့တော့ကျွန်တော်တို့က author name address ပေါ့နော်ဆိုတော့ဒါမှကျွန်တော်တို့ထားလိုက်မယ်ဒါပေမဲ့ဟိုတရားလို့ကျွန်တော်တို့ကဒီမှာကြော်တယောက်ပဲကျွန်တော်တို့ကတင်လိုက်ရင်ရပြီပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီဒါကြီးဖြတ်လိုက်တော့မယ်ပြီးကျွန်တော် order ID 1လို့ထားလိုက်အဲ့လိုပဲကျွန်တော်တို့ကပြီးသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီဒါကျွန်တော်ရှိမှတင်ခဲ့တဲ့ primary key foreign key နဲ့တူတူပါပဲကျွန်တော်ဒီမှာလာပြီးတော့ order ID လို့ကျွန်တော်လာပြီးတော့ချိန်ထားပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကယ်၍ကြောရန်ကုန်ပြန်ပြောင်းသွားတယ်ဆိုရင်တော့မှdata ကိုကျွန်တော်တို့ကဒီမှာလိုက်ပြီးတော့ပြင်နေကြမလို့တော့ဘူးဒီ data ခုမှပဲကျွန်တော်တို့လာပြီးတော့ရန်ကုန်လို့ပြောင်းလိုက်တယ်ဆိုရင်အကုန်လုံးမှာ effect ဖြစ်သွားပြီအကုန်လုံးမှာကျွန်တော်တို့သုံးလို့အဆင်ပြေသွားပြီအဲ့တော့ဒါကိုကျွန်တော်သမီးအဖြစ်ပြအကျဉ်းများဖြစ်ပေါ့နော် normalization လို့ပြောရင်ကျွန်တော်တို့မမားဘူးပေါ့နော်အဲ့တော့နောက်ပိုင်းမှာဒီ database normalization ကိုကျွန်တော်တို့ AC လေ့လာကြပါမယ်။နောက်ကျွန်တော် join ဝင်နဲ့ focus လုပ်အောင်ပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ table ကျွန်တော်တို့ခွဲပြီးတော့ရေးကြတယ်ပေါ့။အဲ့တော့ကျွန်တော်ဒီ table မှာမို့ရှားနဲ့ကျွန်တော်အများကြီးကျွန်တော်တို့ခွဲရေးကြတယ်ပေါ့ဗျာ။ဒီကနေ့ကျွန်တော်တို့မှာရေးထားတာကတော့ဒီမှာမဟုတ်ပါဘူး။ဒါကျွန်တော် example ပြလိုက်မယ်။နော်ကျွန်တော်ရဲ့ database မှာရေးထားတာကကျွန်တော်ဒီမှာဒီ book ထဲမှာကျွန်တော်တို့လာပြီးတော့ order ID မှုတ်ထားတာမဟုတ်ဘူး။မှတ်မိမယ်လို့ထင်တယ်ကျွန်တော်တို့ဒီ book နဲ့ order နဲ့ကိုကျွန်တော်တို့ကဟိုပါနော်ဘယ်လိုသွားထားလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရှေ့မှာစောက်ခဲ့တဲ့ database မှာဆိုလို့ရှိရင်ကျွန်တော် manage relationship လို့ကျွန်တော်တို့ယူဆပြီးတော့စာအုပ်တွေအများကြီးရေးနိုင်တယ်လို့မျိုးစာအုပ်တအုပ်မှာလည်းကျွန်တော်တို့ဒီ author နဲ့တော့ပြောကျွန်တော်အများကိန်းတယ်ဝင်ရင်းနေဖြစ်ကျွန်တော်တို့ဒီ manage share စောက်ခဲ့လိုက်တာပေါ့နော်ကျွန်တော်ဒီလိုတော့မဟုတ်ပါဘူးကျွန်တော်ရှေ့မှာရေးခဲ့တာဆိုရင်ကျွန်တော်တို့ကဒီမှာပဲလာပြီးတော့ order ID number 1ကို order ID number 1ရေးတယ်အဲ့လိုမျိုးကျွန်တော်တို့ထည့်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော် table တွေကွဲနေတယ်ပေါ့ဗျာအဲ့ကျွန်တော်တို့က book နဲ့ publisher နဲ့ publisher ကျွန်တော် book တွေပဲတက်အချိန်မျိုးမှာကျွန်တော်တို့ကဒီစာအုပ်တွေကိုကျွန်တော်ကပြန်ပြီးတော့စာအုပ်တွေဆိုရင်ကျွန်တော်ဒီ information တွေကိုကျွန်တော်ပြန်ပြီးတော့စုံလင်သိချင်တယ်ဥပမာကျွန်တော်ပေါ်လာပြီး publisher ပဲကျွန်တော်ပြောဒီကောင်က manage ဖြစ်နေရဆိုတော့ကျွန်တော်ပြီးမှ manage ကိုကျွန်တော်ဆက်ပြီးလာကြမယ်အဲ့တော့အခု one manage နဲ့သွားထားတဲ့ table တွေမှာကျွန်တော်တို့ဘယ်လိုလုပ်ရလဲအဲ့တော့ဒီ publisher နဲ့ကျွန်တော်တို့ဒီ book နဲ့ဆိုလို့ရှိရင်ဒါ one to many ကျွန်တော်ပြောလို့ကျွန်တော်တို့တာခဲ့ရမှာဆိုရင်ထားပါတော့
ကျွန်တော် publisher ရဲ့ ID ရှိမယ် publisher ရဲ့နာမည်ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ချင်တာဗျာဘယ်လိုလဲလဲဆိုတော့ဒီလိုမျိုးလုပ်ကြည့်ချင်တာကျွန်တော်ဒီလိုမျိုးကျွန်တော်သိချင်တဲ့စာအုပ်ရှိမယ်ကျွန်တော်သိချင်တဲ့ publisher ရဲ့နာမည်ရှိမယ်ဒါမှမဟုတ်ကျွန်တော်သိချင်တာအဲ့တော့ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ book name ကတရားပေါက် book label ထဲမှာရှိနေပြီးတော့ publisher name ဆိုတော့ publisher table ကျွန်တော်ရှိအဲ့ဒီခုကိုကျွန်တော်တို့ခက်တောင်ကျွန်တော်ထုတ်ကြည့်ကျွန်တော်ဒီသိချင်တာကိုကျွန်တော်အဲ့မျိုးရှိနေကြလို့ရှိရင်ကျွန်တော်တို့တရားပေါက်ဒီခုကိုကျွန်တော်တို့ join ရတော့ publisher table နဲ့book table နဲ့ကိုကျွန်တော်တို့က join ပြီးတော့ထုတ်ကြည့်ရတော့ကျွန်တော်အဲ့လို join ခါမှာကျွန်တော်ကဘာကိုသိဆိုရင် keys တွေသူကြားရှိကျွန်တော်တို့ကျွန်တော်လေ့လာကြတယ်ဒီက primary key foreign key ကိုကျွန်တော်တို့သုံးရဥပမာကျွန်တော်ဒီ database မှာကျွန်တော်တစ်ချက်ပြကျွန်တော် publisher ရဲ့ဟာကိုရင်ကြည့် book ကိုကျွန်တော်ကြည့်အောင် select star from books အဲ့တော့ဒါဆိုကျွန်တော်တို့ဒီမှာ run လိုက်မယ်ဒါဒီမှာကျွန်တော်ပါတယ်နောက်မှာကျွန်တော်တို့ဒီ publisher ID ပါတယ်ဒီ publisher ID column က publisher ဒီမှာလည်းကျွန်တော်တို့ပါတယ်ဒီ book ကိုကျွန်တော်တို့ကချိန်မယ်ဆိုလို့ရှိရင်ဒီကကျွန်တော်တို့ကဒီ column ကိုသူတို့ခုကြရမှာ comment တွေရဲ့အကောင်ကိုကျွန်တော်တို့ကဒီ table နှစ်ခုကို join ရအောင်ကျွန်တော်အဲ့လိုကျွန်တော် join မှုအတွက်အဓိကထားလိုက်ဆိုရင်မပေါ့နော်ဒါသူဒုတိယ purpose လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ publisher နဲ့ဒီ book နဲ့ information ဒီ table နှစ်ခုတွေတကယ်တော့ကျွန်တော် book ကို publisher တွေပဲပြီးပေါ့ဒီinformation တွေပေါင်းပြီးတော့ကျွန်တော်ဒီခုအနေနဲ့ကျွန်တော်ပြန်ပြီးတော့ထုတ်ကြည့်လို့ရပါပြီအဲ့လိုကျွန်တော်လောက်တာမျိုးကျွန်တော် join လုပ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ join လို့ရှိရင်ကျွန်တော်တို့ထွက်လာတဲ့ table အသစ်လေး table အသစ်ပါလေကျွန်တော်တို့ရဲ့ book ရဲ့လာမယ် join ဆိုပြီးကျွန်တော်ပါမယ်အဲ့နှစ်ခုကို join မှုကျွန်တော်တို့ဖြစ်တယ်သူတို့ခုကြရမှာ common ဖြစ်တဲ့ column တစ်ခုရှိလို့တယ်အဲ့ဒါကြီးလည်းကျွန်တော်တို့သူတို့ကြရမှာ relationship ရှိပြီးတာ primary default ရှိထားပြီးတာဒါဆိုကျွန်တော်တို့ကအကြောင်းကျွန်တော်တို့ table တွေခွဲပြီးတော့တိစောက်ထားတယ်ပြီးတော့ကျွန်တော်တို့ပြန်ပြီး information ကိုအခါမှာကျွန်တော်တို့ join ပြီးထုတ်ကြည့်လို့ရမယ် join တဲ့အခါမှာလည်းကျွန်တော်တို့သူတို့ join မှာရှိတဲ့ common column တစ်ခုကိုကျွန်တော်တို့ join ရတယ်ဆိုတာကို theory ရတော့ကျွန်တော်တို့နားလည်သွားပြီကျွန်တော်စပြီးတော့ကျွန်တော်တို့ join ကြည့်အောင်အဲ့တော့ join လုပ်တဲ့အခါမှာကျွန်တော် join နဲ့ပတ်သက်ပြီးကျွန်တော်အခုဒီ video မှာကျွန်တော်ဟာလေးတစ်ခုကိုပဲစပြီးဆွေးနွေးသွားမယ်နောက်တဲ့ video မှာကျွန်တော်တို့ဆက်ပြီးတော့ဒီတခြားသော join မျိုးစပြီးဆွေးနွေးသွားမယ်join ကိုကျွန်တော်ကြည့်ရတဲ့အခါမှာ inner join join full join left join နဲ့ right join ဆိုပြီးကျွန်တော်တို့ရှိပြောချင်တာကဗျာကျွန်တော်ခုကြည့်မှာဟုတ်တယ်ကျွန်တော်ဒီဘက်က publisher table ပေါ့အဲ့တော့ဒီမဲ့ publisher table ထဲမှာကျွန်တော်တို့ဒီ publisher ID ကို join မယ်ဆိုလို့ရှိရင်တချို့ book table ရှိရဲ့ဟာတွေမှာ publisher ID ဖြစ်နိုင်တယ်ဒီ right right table အားလည်းကျွန်တော် right table မှာ book လည်းထည့်မထားဘူးဒီမှာ publisher ID ကိုပါတယ်အဲ့တော့ကျွန်တော်က left နဲ့ right နှစ်ခုလုံးမှာနေတဲ့ဒီ publisher ID ကိုပဲကျွန်တော် join မယ်လို့ပဲကျွန်တော်တို့က join မယ်ပေါ့အဲ့လိုမျိုးကျွန်တော် inner join ကိုသုံးပါတယ်ဒါပေမဲ့ဒီ join types တွေကိုပဲကျွန်တော်နောက်တစ် video မှာပဲအသေးသေးဖတ်ပြီးတော့example လေးနဲ့ example ကိုကျွန်တော်လုပ်ပြီးရှင်းပြပေးပါမယ်လက်ရှိကျွန်တော်တို့ဒီ inner join ကိုပဲစပြီးတော့လေ့လာကြည့်အောင်ကျွန်တော် join statement တစ်ခုဘယ်လိုရေးလဲပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့က select star from ကျွန်တော်တို့ books ကျွန်တော် information ကိုကျွန်တော် select star ဆိုအကုန်လုံးတော့ကျွန်တော်မကြည့်တော့ဘူးကျွန်တော်ကြည့်ချင်တာကဘာလဲဆိုရင် book ရဲ့ name တော့ title ပဲ book title ကိုကျွန်တော်ကြည့်ချင်တယ်ပြီးရင် publisher name ကိုကျွန်တော်ကြည့်ချင်တယ်အဲ့တော့အရင်ဆုံးကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ချက်ပါလေးကြည့်လိုက်အောင် select star from ကျွန်တော်ရှိနေပြီ publisher table ကတော့ဒီဆိုတဲ့ column ကိုကျွန်တော်တည်ချင်တာအဲ့တော့ book ထဲမှာကျွန်တော် title လို့ပေးခဲ့တာတယ်တိုက်ရအဲ့တော့ကျွန်တော်က book table က title နဲ့ publisher table က name ဆိုတဲ့ column နှစ်ခုကိုကျွန်တော်ထုတ်ကြည့်ချင်တာအဲ့တော့ကျွန်တော်တို့ဒီ title နဲ့ name အဲ့တော့ from books ပြီးတော့ join ဘာလို့လဲမှာကျွန်တော်က publisher နဲ့ join မှာအဲ့ဘယ်လို join မှာလဲဆိုတော့ကျွန်တော်တို့က books table ထဲမှာရှိတဲ့ publisher ID နဲ့ publisher table ထဲမှာရှိတဲ့ publisher ID ဒီပေါ်မှာကျွန်တော်တို့က join ဒါပေမဲ့ကျွန်တော်တို့ဒီမှာကြည့်ပါကျွန်တော်တို့ဒီထွက်လာပြီအဲ့တော့ကျွန်တော်တို့ကဒီ publisher ID ကိုကျွန်တော်ဆက်လို့ရှိရင်ကျွန်တော်တို့က
join လုပ်ကျွန်တော်တို့တခါတည်းကြည့်လို့ရတယ်။အပြင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့လိုချင်တဲ့ information ထွက်လာပြီ။ကျွန်တော် title နော်ဒီရေးလို့လည်းရတယ်အဲ့ကောင်ကို alias လုပ်လို့ရတယ် s ဆိုတာကကျွန်တော်တို့ဒီကောင်ကလည်းဒီလိုမပြည့်ချင်ဘူး book title ကိုပြောင်းပေးလိုက်မယ်ဒီ note အဲ့လိုပဲငါတို့က s publisher name လို့ပြောင်းပေးလိုက်မယ်လို့ကျွန်တော်တို့ရတယ်။ nickname ပြီးလိုက်တာပေါ့နော်ဒီ s ဆိုတဲ့ keyword က nickname ပြီးတဲ့အခါမှာသုံးတာပေါ့ကျွန်တော်က nickname ကျွန်တော်သုံးတာပေါ့နော်အဲ့တော့ okay something wrong ကျွန်တော်ဘာမှန်းနေလဲမသိခဏနော်တစ်ချက်ကြည့်လိုက်အဲ့တော့ okay တကယ်တမ်းကျွန်တော်ဒီမှာဘာမှတော့အဲ့လိုမျိုးသူကမှားနေတာမရှိဘူးကျွန်တော်ခုနတစ်ချက်ပြန် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ပြန်ဒီကျွန်တော်အတိုင်းပဲရေးထားတယ်နော်ဘာမှမပြင်ဘူးနောက်တစ်ခါ run လိုက်တဲ့အခါမှာအဆင်ပြေတော့အဲ့ဒါကျွန်တော်အဓိကကြာဒီမှာ s ဆိုတာဒီက nickname ပေးလိုက်တာပေါ့နော်ဒီ title ကျွန်တော်တို့က title ဆိုတဲ့ column ကိုကျွန်တော်တို့ကဒီ book title ဆိုပြီးကျွန်တော်ပြောင်းပြီးတော့ကျွန်တော်ပေးလိုက်တယ်ပြီးတော့ name ဆိုတဲ့ column ဖတ်မယ်ဒီ name ဆိုတဲ့ column ကိုကျွန်တော် publisher name ဆိုပြီးကျွန်တော်ပြောင်းပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါရှိတဲ့ data တွေကိုကျွန်တော်တို့ information ဆိုတော့လည်းနဲ့ရသွားပြီပေါ့နော်အဲ့တော့ဒါမျိုးကျွန်တော်တို့လေ့လာလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ join statement ဘာကြောင့်လုပ်လဲဆိုတာနဲ့စပြီးတော့ကျွန်တော်အခြေခံကိုစလေ့လာကြည့်တာနောက်တစ်ခုတော့မှာတော့ကျွန်တော်တို့ကဒီ default line လို့ကျွန်တော် inner join ပဲပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ join types တွေနဲ့ဒီ table ကိုဆက်ပြီးလေ့လာကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်